ဒီနေ့ဒီချက် unit 22ရှင်းပြပေးမယ်နော် unit 22က passive ရဲ့ part 2ဖြစ်တယ်နော် passive 2ပေါ့ passive 2ကဒီမှာသူကပြောထားတယ် present continuous passive present continuous ရဲ့ passive ကိုပြောမှာဖြစ်တယ် present continuous ရဲ့ passive ဆိုလို့ရှိရင်မှတ်ထားဖို့ formula လေးတစ်ခုတစ်ချက်ပေးခြင်းနဲ့အဲ့ဒါကတော့ဘာလဲဆိုတော့ am is are being verb 3ဒီလိုမှတ်ထားပါနော် passive အနေနဲ့ present continuous ကိုပြောင်းပေးရမှာဆိုလို့ရှိရင်ဒီ present continuous ရဲ့ sentence ကို passive အနေနဲ့လုပ်ပေးရမယ် passive အနေနဲ့ရေးပေးရမယ်ဆိုရင်ဘာပါရမလဲဆိုတော့ am is are တွေကတစ်ခုပါရမယ် being ပါရမယ် being being ပါရမယ်ပြီးကြတော့အနောက်က verb 3လိုက်ပါမယ် okay เนาะအဲ့တော့ verb to be ပါရမယ် being ပါရမယ်နောက်က verb 3လိုက်မယ်ဒီလိုအဲ့တော့သူကနမူနာပေးထားတယ် somebody is painting the door အဲ့တော့ somebody က subject the door က object verb က painting ဖြစ်တယ်အဲ့တော့ဒါက active အဲ့တော့ passive form နဲ့ပြန်သွားမယ်ဆိုလို့ရှိရင် object ဖြစ်တဲ့ the door ကအရှိမတက်မယ်အရှိကိုရေးရမယ်เนาะအဲ့တော့ the door is being painted painting က verb 3ပြောင်းသွားမယ် painted ဖြစ်သွားမယ်เนาะ okay အောက်မှာတချို့ဖတ်ပြမယ် compare နှိုင်းယှဉ်မှာ the present continuous and present simple present continuous နဲ့ present simple ကိုနှိုင်းယှဉ်မယ်အဲ့တော့ဒီမှာကြည့်မယ်ဒီမှာပေါ့နော် the office is being cleaned at the moment အဲ့ဒါက continuous form နဲ့ရေးထားတာဖြစ်တယ်နော် the office is cleaned every day ဒါက simple present simple နဲ့ဖြစ်ပါတယ် simple နဲ့ဆိုရင် the office is cleaned every day နော် object ဖြစ်တဲ့ the office ကရှေ့မှာတက်ထားတယ်နော်ဒါတွေကအကုန်လုံး passive တွေပဲcontinuous နဲ့ဆိုရင် the office is being cleaned ဒီလိုရေးပေးရမယ်နော်ဟုတ်ပြီအောက်ကနံပါတ် B ကိုကြည့်ကြ B ကကြတော့ has have been ဟုတ်နော် has have been ဒါက present perfect passive present perfect နဲ့ passive form ရေးမှာဖြစ်တယ်ဒီမှာတကားလေးကိုကြည့်လိုက် before အစရတော့ဗောနော်အစတကားလေးကအဖြူရောင်လေးဘာမှမရေးချက်အသေး now ကကြတော့ဒီမှာအရောင်နေပါလေးနဲ့ဖြစ်သွားပြီအဲ့တော့ तू ကပြောထားတယ် somebody has painted the door ဒါက active ဖြစ်တယ် somebody ဆိုတဲ့ subject ကအရှိမှရှိတယ်ပြီးကြတော့ the door ဆိုတဲ့ object ကအနောက်မှာဟုတ်ပြီအခုက passive ကိုပြန်ပြောင်းမယ်ဆိုရင် the door ဆိုတဲ့ object ကအရှိကိုတက်မယ် the door has been painted ဒီလိုရေးမယ်နော်အဲ့တော့မှတ်ထားပါ present perfect နဲ့ present perfect ရဲ့ sentence ကို passive form ရေးမယ်ဆိုလို့ရှိရင်မမေ့ပါနဲ့ has have been verb 3ဟုတ်ပြီနော် has ဒါမှမဟုတ်ရင် have အနည်းဆိုရင် has လိုက်မယ်အများဆိုရင် have လိုက်မယ်အနောက်က been လိုက်ရမယ် been လိုက်ရမယ်ပြီးကြတော့မှအနောက်က verb 3ထည့်ပေးရမယ်နော် verb 3ချိန်ပေးရမယ်အဲ့တော့ဒါဆိုရင် present continuous ရဲ့ passive နဲ့ present perfect ရဲ့ passive ကိုကောင်းကောင်းနားလည်သွားပြီလို့ထင်ပါတယ်เนาะအောက်ကနမူနာလေးတွေတချို့ပြောပြမယ်เนาะဒီမှာ तू ကပြောထားတယ် my key has been stolen somebody has stolen it လို့ तू က meaning ပေးထားတယ် my keys အပေါ်ဟာ my key เนาะ my key ဆိုတော့တော်လေးကတစ်ချောင်းနဲ့ my key has been stolen အဲ့တော့ तू က has နဲ့သုံးထားတယ်အောက်မှာ my keys have been stolen have နဲ့ပြောင်းသုံးမယ် okay I'm not going to the party စသဖြင့်ပေါ့နော်အောက်ကနမူနာလေးတွေကတော့ထုံးစံနာမယ်အောက်က compare လေးကိုကြည့်အောင် compare the present perfect and past simple present perfect နဲ့ past simple ကိုနှိုင်းယှဉ်ပေးပါသူကအပေါ်ကစာတန်းကကြတော့ဒီကောင်ကကြတော့ဒါ present perfect ဖြစ်မှာပေါ့နော် the room isn't dirty anymore it has been cleaned ဒါက present perfect it has been cleaned ဟုတ်ပြီအောက်ကကြတော့ past simple လေး past simple ကြတော့ the room
was cleaned yesterday yesterday ဆိုတဲ့အတိတ်ကာလကိုရည်ညွှန်းနဲ့တိကျတဲ့အချိန်တစ်ခုပါတယ်ဒါဆိုရင် past simple ဖြစ်တယ် okay ကဲအဲ့တော့ဒီဟာလေးတွေကိုရှင်းပြချက်လေးတွေကိုတော့ရမယ်လို့ထင်ပါတယ်အဲ့တော့ဒီမှာ exercise ကိုတစ်ချက်လို့တွားရအောင်နော်ဖုန်းကမငြိမ်ဘူးဖြစ်တယ် okay အဲ့တော့ဒီချေတို့ကြည့်မယ်စာအုပ်ကတော့မြင်ရမယ်လို့ထင်ပါတယ်နော် 22.1 what happening ဆိုတော့ဒီမှာပေါ့နော်ဒီအောက်မှာသူကပြထားတယ်ဖြစ်ပြနေတဲ့ပုံလေးတွေကိုတော့သူပြထားတယ်ကိုက sentence အဖြစ်နဲ့ရေးပေးရမှာဖြစ်တယ်ဒီမှာပထမပုံကကြတော့ဒါလေးကလူတစ်ယောက်ကကားတွေကိုဝင်ပြီးတော့ကားကိုပြုတ်ပြင်နေတာဒါပြုတ်ပြင်နေစေကာလဖြစ်တယ်ဒါဆိုရင် continuous ဝင်မယ် okay အဲ့ဆိုနံပါတ်1ကိုကြည့်အောင် the car is being repaired ဟုတ်ပြီနံပါတ်2က a bridge တရားတစ်စင်းကိုသူတို့ကတီဆောက်နေကြတာဟုတ်တယ်အဲ့တော့ a bridge ဆိုတော့ဒါက passive အဲ့လို့ဆိုတော့တီဆောက်ခံရတဲ့တရားက object ဖြစ်တဲ့တရားရှေ့ပါရှောက်နေအဲ့တော့ a bridge ဆိုပြီးတော့ is ဘာလို့လဲဆိုတော့တရားကတစ်စင်းနဲ့နော်တရားတစ်ခုတည်းဖြစ်တယ်အဲ့တော့ is တဲ့မယ်ဘာလို့လဲသူတို့ကလက်ရှိမှာတီဆောက်နေစေဖြစ်တယ်နော်ဒါဆိုလို့ရှိရင် ing form ဝင်ရမယ်အဲ့တော့ a bridge is being built B-U-I-L-T build လို့ရေးပေးမယ် now number 3ကကြတော့ the windows ဘရင်ပေါက်တွေပေါ့နော်သူတို့ကဘရင်ပေါက်တွေကိုတန်ရှင်းရေးလုပ်နေတာအဲ့တော့ the window ကတစ်ခုတည်းမဟုတ်ဘူးဟိုဘက်မှာလည်းတရားဒီဘက်မှာလည်းတရား window နှစ်ခုအဲ့တော့ the windows are ထည့်ပေးမယ် being cleaned အဲ့တော့ clean မှာ C-L-E-A-N-E-D clean ထည့်ပေးမယ်number 4လေးတစ်ခုကတော့လုပ်ကြည့်ကြပါ 22.2 look at the pictures ရုပ်ပုံတွေကိုကြည့်လိုက်ပါ what is happening or what has happened ဒါကပြောချင်တာဘာတွေကဖြစ်ပျက်နေပြီးတော့ဘာတွေကဖြစ်ပြီးသွားတာလဲ use the present continuous ကိုသုံးမယ် or လို့ပြောတယ်ဒါမှမဟုတ်ရင် the present perfect နဲ့သုံးပါလား continuous နဲ့သုံးပါလားဒါကိုကစဉ်းစားပြီးတော့တင့်တော်တဲ့past တင့်တော်တဲ့အတိတ်ကဘာလာသုံးပြီးတော့တင့်တော်တဲ့ tense ကိုသုံးပြီးတော့ကိုကဒီ sentence တွေကိုရေးပေးရမှာဖြစ်တယ်နော်အဲ့တော့ကြည့်အောင်အဲ့တော့ဒီချက်ရှေ့ကပြောခဲ့တဲ့ formula အတိုင်းလေးပဲเนาะ present continuous တာဖြစ်မယ်ဆိုရင် am is are being verb သုံးမယ်present perfect ဖြစ်မယ်ဆိုလို့ရှိရင်เนาะ has have been verb သုံးရပါမယ်အဲ့ဒီ formula လေးကိုလုံးဝမမေ့စေပါနဲ့ခြားရေးထားလို့ရပါတယ်အဲ့တော့ဒီ picture တွေကိုကြည့်အောင် number 1သူကနမူနာပေးတယ် number 1 the office လို့ပြောတယ် clean ပြောတယ်အဲ့တော့ the office is being cleanedလို့ပြောမယ်နော် the office is being clean ဘာလို့လဲလက်ရှိမှာသူကတန်ရှင်းလုပ်နေစေကာလဖြစ်တယ်ဟိုမှာကြည့်လိုက်နော်သူဖုန်းဆက်ဆက်ကင်ထားတယ်လုပ်နေအဲ့တော့သူကလက်ရှိမှာလုပ်နေစေဖြစ်လို့ continuous ဝင်ပါမယ် being cleaned နံပါတ်2ကိုကြည့်မယ်နံပါတ်2ကကြတော့သူမီးဘူးတိုက်ပြီးသွားပြီလားတိုက်နေတော့မလားအဲ့တော့တိုက်ပြီးသွားပြီဒီအင်ဂျီလေးတွေကိုလည်းတသက်ရဲနဲ့ဘေးမှာခောက်ထားတယ်မီးဘူးလည်းထောင်ထားတယ်အဲ့တော့တိုက်ပြီးသွားပြီအဲ့တော့ the shirts iron သူပေးထားတယ်အဲ့တော့ the shirts have been ironed ဖြစ်ပါတယ်နံပါတ်3 the window ပရင်းပေါက်တစ်ခုလေပရင်းပေါက်လေးကတစ်ခုပဲเนาะ the window break အဲ့တော့ကိုကဘယ်လိုရေးမလဲ the window သူကပျက်စီးခံနေရတာပျက်စီးပြီးသွားတာလားပြစ်လိုက်လို့အမှခဲနဲ့တစ်ခုခုပေါက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ပရင်းပေါက်ကကွဲချေသွားပြီเนาะအဲ့တော့ပြီးသွားတာเนาะအဲ့တော့ ing form မဝင်ဘူးเนาะဒါ perfect form ပဲဝင်မယ်အဲ့တော့ the window ဆိုတော့ window ကတကားဘက်ကတစ်ခုတည်းအဲ့ဒါဖြစ်လို့ has ပဲသုံးရမယ် the window has been broken ဟုတ်ပြီเนาะ break ကိုသူပေးထားတဲ့ break ကို verb 3ပြန်ပြောင်းပေးမယ် B R O K E N broken ရေးပေးမယ် number 4 the roof အင်္ခါမိုးက repair အဲ့ဆိုအင်္ခါမိုးကိုပြုတ်ပြင်နေတာလားပြုတ်ပြင်ပြီးသွားလားကြည့်လိုက်တော့လူကြီးကအမှတက်ပြီးတော့အခုမှအင်္ခါမိုးဘာညာလုံနေတာအဲ့တော့ပြုတ်ပြင်နေစေအဲ့တော့ ing form ဝင်မယ်အဲ့တော့ the roof ဆိုပြီးတော့ the roof ဆိုတော့အနေဒါကြောင့်မလို့ is သုံးမယ် the roof is being repaired ဟုတ်ပါပြီအဲ့တော့
ကဲ22.3ကိုသွားမယ်နော်အောက်ကကြတော့5 6 7 8ဒါလေးပဲအဲ့ဒါလေးကိုလုပ်ကြည့်ပါ complete the sentences စာတန်းကိုပြည့်ပြည့်စုံဖြည့်ပေးရမယ် study unit 21 before you do this exercise အဲ့တော့ဒီ exercise ကိုမလုပ်ခင် unit 21ကိုတည်တည်ချာချာလေ့လာထားဖို့လုပ်လိမ့်မယ်အဲ့တော့ unit 21ကိုလည်းတီချာသင်ပြီးသွားပြီဖြစ်တယ်နော်အဲ့တော့ရမှာပါအဲ့တော့နံပါတ်1ကြည့်ကြ I can't use my office at the moment သူ့ရဲ့ရုံးခန်းကိုသူကအခုခဏအတွင်းမှာပေါ့နော်ဒီအချိန်တော်လေးအတွင်းမှာတော့သုံးလို့မရသေးဘူး it is being painted paint လို့သူကပြောထားတယ် verb နေရာမှာ paint ထည့်ဖို့ပြောထားတယ်အဲ့တော့ it is being painted ဘာလို့သုံးလို့မရသေးရလဲသူဟာကိုစေးတုံနေသေးလို့ဖြစ်တယ်အဲ့တော့ဒါကြောင့်မလို့ being painted number 2 we didn't go to the party မသွားခဲ့ဘူးနော် party ပွဲကိုမသွားခဲ့ဘူး we weren't invited no invite လို့ရေးထားပြီနော် no invite လို့ဝင်တော့မှာပြထားတယ် we weren't invited ဟုတ်ပြီ number 3 the washing machine was broken which was a bit but ဒါပေမဲ့ it is okay now အခုတော့အဆင်ပြေသွားပြီပေါ့ it ကွက်လက် repair ဆိုပြတ်တာတော့ဟုတ်တယ်အခုကအဆင်ပြေသွားပြီဖြစ်တယ်ဆိုတော့ ing form ဝင်ပါလား perfect form ဝင်ပါလားပြုပြင်ပြီးသွားလို့ပဲ तू က okay သွားတာဖြစ်တာပေါ့ဒါကြောင့်မို့လို့ perfect form ဝင်မယ် ing form မဝင်ပါဘူးအဲ့တော့ဘယ်လိုပြောပြရမလဲဆိုတော့ it ဆိုပြီးတော့ तू ကထိတ်ကစပြီးထားတယ်ဒါကြောင့်မို့လို့ perfect form မှာဝင်မယ်ဆိုရင် has နဲ့ have နဲ့နှစ်ခုပဲသုံးစရာရှိတယ်အဲ့ထဲက it ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကိုက have ကိုမသုံးဘူး has ကိုသုံးမယ် it has been repaired ed လေးထည့်လိုက်အောင်မယ်နော် verb 3ပြမယ် number 4 the washing machine ဒါလည်း which was ပဲကွက်လက်လို့ပြောတယ်အဲ့မှာထည့်ဖို့ verb က repair ပြောထားတယ် yesterday afternoon ဆရာမခြေကပြောခဲ့တယ်လို့ပဲခြေပြောထားတယ်လေ yesterday တို့last year တို့စသဖြင့်ပေါ့အတိတ်ရဲ့အချိန်တစ်ချိန်ချင်းကိုအတိတ်ကာလကိုပြတဲ့တိကျတဲ့အချိန်တစ်ချိန်ချင်းပါနေတယ်ဆိုလို့ရှိရင်တော့ဒါက ing မဟုတ်ဘူးเนาะ present လည်းမဟုတ်ဘူး perfect လည်းမဟုတ်ဘူးဒါကတော့ past ဖြစ်ပါတယ်အဲ့တော့ the washing machine ဆိုပြီးတော့ was repaired ပေါ့နော်အဲ့ဒါလိုပဲရေးပေးမယ် repair က ed ထက် verb 3ပေါ့နော်ဘာဖြစ်လို့လဲ तू က passive form ကို passive ဝင်နေတာ passive form ဝင်တဲ့အခါကျတော့ verb 3နဲ့သုံးပေးရမယ်နော် was verb 3 washing machine ကတစ်ခုတည်းဖြစ်လို့ was သုံးမယ်ပြီးတော့ verb 3သုံး number 5က a factory is a place where things ဆိုပြီးတော့ကိုလာပေးထားတယ် make လို့ပြောထားတယ်စက်အောင်ဆိုတာပစ္စည်းတွေကိုထုတ်လုပ်တဲ့နေရာဟုတ်တယ်နော်အဲ့တော့ကွက်လက်ထဲမှာ make ကိုဘယ်လိုပြုပြင်တည်ထည့်မလဲအဲ့တော့ things ဆိုတဲ့အရာဝတ္ထုတွေကအနည်းမဟုတ်ဘူးများအဲ့တော့ are made made နဲ့သုံးပေးရပါမယ်ကဲအဲ့တော့ဒါလေးကိုတော့နားလည်မယ်လို့ထင်တယ်နော်ဒါကနှစ်ခုတည်းဘာမှလည်းမခတ်ပါဘူး passive form ဟုတ်တယ်ဒါမဲ့ tense မှာကြတော့ तू ကဘာ tense လဲဆိုတော့continuous နဲ့ perfect ပေါ့နော် continuous နဲ့ perfect ပြီးကြတော့ဒီ unit 21မှာတော့ကလည်းတချို့တို့က past နဲ့ပတ်သက်ပြီးတော့ဒီ passive ကိုလုပ်ခဲ့သေးတာ哦ဒါကြောင့်မလို့ဒီမှာ past နဲ့ပတ်သက်တဲ့ passive စာတန်းကဝင်နေတာအဲ့တော့ဒါဒီ meaning ဒီ unit မှာဆိုလို့ရှိရင်ကတော့သူက continuous နဲ့ passive ပေါ့ continuous passive နဲ့အဲ့ဒီ perfect ရဲ့ passive ပေါ့ဒီနှစ်မျိုးလေးပဲဖြစ်ပါတယ်ဒီအရှိကဒီသူ့ရဲ့ formula ကိုဒါသေချာလောက်ထားဒါဆိုလို့ရှိရင်တော့ဘယ်စာတန်းမှမမားနိုင်သူ့ရဲ့ formula က continuous မှာဆိုလို့ရှိရင် MSR being verb 3 perfect မှာဆိုလို့ရှိရင် has have been verb 3ဒါလေးကိုလုံးဝမမေ့စင်နဲ့အလွတ်တာကြက်ထားတာ okay အဲ့တော့ it's enough for today ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ရက်ဒီမှာလည်းဆက်ပြီးသင်ပြပေးတော့ပါမယ်